ဖြစ်နေတာကိုကျွန်တော်တို့၃ယောက်လုံးရင်တုံးပန်းတုံးနဲ့မြင်လိုက်ရတာပါတော့တယ် မြေကြီးတဲကိုတဖြည်းဖြည်းနစ်ဝင်သွားရင်အသက်ရှူရကြက်လာတဲ့ခံစားချက်ကကြောက်စရာကောင်းလွန်းလာပါတယ်။ကဲကြပါအောင်ဆိုတဲ့အော်ဟစ်တန်တွေဟာမြေကြီးအောက်ထဲမှာပဲပဲ့တင်ထပ်နေခဲ့တယ်။ဒါပေမဲ့ထူးဆန်းတာကကျွန်တော်တို့၃ယောက်လုံးရေတွင်းထဲကိုရောက်မသွားပဲမှောင်အတိကျနေတဲ့မြေအောက်အခန်းကျင်းကျင်းလေးတစ်ခုတည်းကိုဘုံကနေကျသွားတာပါ။အဲ့ဒီနေရာကရေတွင်းဟောင်းရဲ့ဘေးဘက်မှာတိတ်တဆိတ်တူးထားတဲ့အခန်းတစ်ခုဖြစ်နေတယ်။ဖယောင်းတိုင်အလေးမှိန်ပြပြအောက်မှာကျွန်တော်တို့မြင်လိုက်ရတာကတော့ရွာတကြီးဟာမြေကြီးပေါ်မှာဒူးထုတ်ပြီးရှိုက်ကြီးတငင်ငိုနေတာပဲ။သူ့ရှေ့မှာတော့ကိုကျော်သိန်းကတတိလင့်နေပြီးဘေးမှာတော့တစ်သားတစ်တာအိုးကြီးတစ်လုံးရှိနေတယ်။ရွာတကြီးဒါဘာတွေလဲကျွန်တော်အမောတကောမီးလိုက်တယ်။ရွာတကြီးကမော့ကြည့်လာတယ်။သူ့မျက်လုံးတွေကကြောက်စိတ်ကြောင့်ပြိုးထွက်နေပြီးသူတို့ကငါ့ကိုအပြစ်ပေးနေတာငါသမီးကိုငါကိုယ်တိုင်ဒီအခန်းထဲမှာပိတ်လောင်ပြီးတေခိုင်းခဲ့မိတာအခုသူကငါသားကိုပြန်လာတောင်းနေပြီလူတုံရီဖြေတယ်အဲ့ဒီအချိန်မှာပဲတစ်သားတစ်တာကြီးတဲ့ကနေချစ်ဆိုတဲ့လက်သိန်းနဲ့ကုတ်ချက်တန်လီထွက်လာတယ်တစ်တာအဖုံးကတဖြည်းဖြည်းချင်းပွင့်လာပြီးအထဲကနေပုတ်ဆိုနန်းနေတဲ့လက်တစ်ဖက်ထွက်လာတယ်အဲ့ဒီလက်ကရွာတကြီးရဲ့ပခုံးကိုလှမ်းကင်လိုက်တယ်အဖေသမီးအေးတယ်အကက်ဝီးနေတဲ့အတန်ကြီးထွက်လာတာနဲ့အမျှအခန်းထဲကဖယောင်းတိုင်မီးတွေအကုန်ငိမ့်သွားပါတော့တယ်အမှောင်ထဲမှာခုနေအယိုးကျိုးတန်တွေရွာတကြီးရဲ့အသေးခိုက်အောင်အော်ဟစ်တန်တွေပဲကြားရတော့တယ်ကျွန်တော်တို့၃ယောက်လုံးအသက်လွတ်ပြီးမြေအောက်အခန်းဝါကနေအပေါ်ကိုအတင်းတွန်းတက်ခဲ့ကြတယ်အပြင်ရောက်တာနဲ့နောက်ကိုမကြည့်ပဲရွာပြင်ကိုအမြန်ပြေးခဲ့ကြတာပေါ့နောက်နေ့မနက်မှာရွာသားတွေနဲ့အတူအဲ့ဒီနေရာကိုပြန်သွားတဲ့အခါရေတွင်းဟောင်းလည်းမရှိတော့ဘူးမြေအောက်အခန်းလည်းမရှိတော့ဘူးရှိနေတာကတော့ရွာတကြီးအိမ်နောက်ဖေးက၆တွေ့နေတဲ့မြေလူကြီးတစ်ခုပဲဒါပေမဲ့ထူးဆန်းတာကအဲ့ဒီမြေကွက်လက်အလေတဲ့မှာကိုကျော်သိန်းတယောက်ထေးထိုင်ပြီးစပင်းရှိတွေကိုဘီးနဲ့အေးလူဖြီးနေတာပါသူကကျွန်တော်တို့ကိုလှမ်းကြည့်ပြီးခက်အေးလေးပြုံးပြလိုက်တယ်အဲ့ဒီအပြုံးကကိုကျော်သိန်းရဲ့အပြုံးမဟုတ်ဖေးရီတွင်းတွေကတရေမရဲ့အပြုံးမျိုးဖြစ်နေတာကိုကျွန်တော်တို့၃ယောက်လုံးရင်တုံးပန်းတုံးနဲ့မြင်လိုက်ရတာပါတော့တယ်ရွာတကြီးကတော့အဲ့ဒီညကလေးကပျောက်ချင်းမလားပျောက်ဆုံးသွားခဲ့ပြီးဘယ်သူမှပြန်မတွေ့တော့ပါဘူးအခုထိလဲညင်းတဲ့အခါအဲ့ဒီအိမ်ဟောင်းသားကဖြတ်သွားရင်သပင်ဖြီးတာနဲ့အတူအဖေသမီးအေးတယ်ဆိုတဲ့အတန်ကိုကြားနေရသေးပါပဲပြီးပါပြီဒီဇလန်ကိုတဲထိတ်ထင်ဖိုးနဲ့အဆုံးထိနားဆင်ပေးတဲ့အတွက်ကြီးစုတင်ပါတယ်ဆက်သိန်းလေးကိုသဘောကျရဲ့လားဗျလူကြီးမင်းတို့အပန်းမကြီးရင်ကြိုက်နှစ်သက်ခဲ့ရင်လဲအကောင့်ကို follow like and share လေးလုပ်ပြီးကူညီပေးပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်